ပြုံးနဲ့ဆုံးတွေ့ရခြင်းနိရန်အစမှာတော့အမုန်းဆူရာမကြလို့ပြန်နေမေတ္တာသင်္ကေတနဲ့ဒီကုန်းဒီဖွဲ့ရရင်ဖြင့်အကြောင်းကံလိုပဲထင်နေချစ်တဲ့သူရဲ့မမျော်လင့်မဲတွေ့ဆုံရတယ်ဖြစ်မို့လဲခွဲမယုံနိုင်လောက်အောင်သာပဲဖြစ်ရသူမှာတကယ်ပြန်လဲဆုံတွေ့ကြရဝဲအမှန်တကယ်ပုံကလေးဘဝမှာခွဲတန်တရားတွေတွေ့ကြပြန်ရဝဲအကြောင်းကံလိုပဲထင်နေချစ်တဲ့သူရဲ့မမျော်လင့်မဲတွေ့ဆုံရတယ်ဖြစ်မို့လဲခွဲမယုံနိုင်လောက်အောင်သာပဲဖြစ်ရသူမှာတကယ်ပြန်လဲဆုံတွေ့ကြရဝဲအမှန်တကယ်ပုံကလေးဘဝမှာခွဲတန်တရားတွေတွေ့ကြပြန်ရဝဲဝမ်းသာလုံးလုံးမျက်ရည်များအောင်လေးရှာတယ်တက်သက်ပိုင်ညာဦးရဲ့ဒီလူမှုအပြုံးနဲ့ရှက်လေကရဲ့တူကိုတူကခွဲကျင်နာယူရတာပဲပြောမဆုံးနိုင်နဲ့ဘဝတစ်သက်တာဝဲပျော်ရွှင်ဆုံးနေ့တွေလိုပဲအစင်များတင်စားထားခြင်းနဲ့ဖျားမြတ်ထမဝဲရှောက်လင်ကြတယ်နှစ်ယောက်သားတွေ့လို့ရင်မြင်ပေါ်ဝဲဘဝတန်တရားဆက်ဆက်မပြတ်တမ်းပေါင်းရစေသာလို့စုပန်ရွယ်ကြသည်ဖျားမြတ်ထမဝဲရှောက်လင်ကြတယ်နှစ်ယောက်သားတွေ့လို့ရင်မြင်ပေါ်ဝဲဘဝတန်တရားဆက်ဆက်မပြတ်တမ်းပေါင်းရစေသာလို့စုပန်ရွယ်ကြသည်အတိတ်သေးတီထားဒီစကားများရဲ့ဒီစီကြောင့်နဲ့ထလောင်းတောင်းစုချွေကရဲ့တို့ပါသောကွယ်အကြောင်းတန်များကရဲ့နောင်ကိုဖန်လာတယ်ပုံဘဝမှာကြုံရလေတဲ့ကွယ်မလွဲသာလို့ဟောခွဲရသူမှာတကယ်မိရဲ့ပြုံးစံကွယ်မိကောင်းရာတည့်ရဲ့လို့မမတ်ယူလေးနဲ့တကယ်ကြည်ပြောင်းကနောက်ွယ်ဖျားမြတ်ထမဝဲရှောက်လေကြတယ်နှစ်ယောက်သားတွေ့လို့ရင်မြင်ပေါ်ဝဲဘဝတန်တရားဆက်ဆက်မပြတ်တမ်းပေါင်းရစေလားလို့စုပန်ရွယ်ကြသည်အတိတ်သေးတီထားဒီစကားများရဲ့ဒီစီကြောင့်နဲ့ထလောင်းတောင်းစုချွေကရဲ့တို့ပါတော့
ကွယ်အကြောင်းကံများကရဲ့နောင်ဖို့ဖန်လာတယ်ဘုံဘဝမှာကြုံရလေတဲ့ကွယ်မလွယ်သာလို့ဟောခွဲရသူမှာတကယ်မိရဲ့ပြုံးစံကွယ်မိကောင်းစရာတည့်ရဲ့လို့မမှတ်ယူလေးနဲ့တကယ်ခြေပြောင်းကနောင်